မင်္ဂလာပါဒီနေ့ရလို့ရှိရင်စနေနေ့မှာပေါ့နော်တငင်းကုန်းကိုစစ်ဝေထွက်တာဖြစ်ပါတယ်အင်္ဂါအမနဲ့မနေ့ပြန်ကျွန်တော်တို့တလင်းလေးနေ့မှာဘုန်းကြီးကျောင်းကိုဖက်စင်ဆွမ်းချိတ်ပို့ရတာပေါ့နော်တစ်ပတ်တစ်ခါပေါ့အဲ့ဒါအတွက်ရခိုင်လေးတွေရှေ့ပြီးပို့လို့ရအောင်နဲ့တငင်းကုန်းစီကိုသွားနေတာပါဖြစ်ပါတယ်ခဲ့တာကတော့တငင်းကုန်းစီအဝင်ပေါ့နော်လူတွေကတော့အထောက်ကူစီနဲ့ပြန်လာကြပါပြီကဲအချစ်ကတော့ကျွန်တော်အမပါသူသွားနေပါတယ်ကဲနေရတော့တူတော့ပူပါတယ်မနှက်ဆိုပြီးသွားတာကဲဒီညမကတော့ကျွန်တော်မကြောက်ခဏဘူးနော်ဒီရခိုင်ဟင်းအစားအစာလေးတွေစားချင်တဲ့အခါဆိုလို့ချင်းတော့ဖြစ်တာများတယ်အခုလို့ဆိုလို့ချင်းသူ့မှာရခိုင်ဟင်းလေးတူတော့စုံတယ်ပေါ့နော်ရခိုင်အစားအစာတွေအင်္ဂေတာပန်းတန်းဖြစ်ပါတယ်ပန်းရတူတော့လာပြပါကဲလူတွေအများကြီးပဲအိုးဒီတော့နေကြတယ်ကဲဒီဟာကတော့သီးနှံစတော်ဘယ်ရီလားဟုတ်ပါဘူးရခိုင်ဟင်းတန်းဖြစ်ပါတယ်ချစ်တော့ဒါရေးစွမ်းချစ်တယ်လို့ခေါ်ရရခိုင်လောဝဲချိုးဝဲချစ်တော့လို့ထင်တာပဲတီးကဲဆက်သွားပါမယ်မာရှိတော့ပါကျွန်တော်နောက်လိုက်ရနေပါတယ်ခေတတညင်ကိုရခိုင်ဟင်းတန်းပဲသွားနေတာပါကဲဒီမှာစနေတစံဒါရခိုင်လိုမရွက်လို့ခေါ်ပါတယ်ဘာမှလို့ခ ्यू လာမသိဘူးပင်လေးခ ्यू လို့ခေါ်တယ်ဒီဟာလာတန်းရခိုင်စားစားတူတူကိုဒီဖြစ်တာငါမငယ်ငါရဲ့ကဲအာလူအသေးလေးတွေဒီမှာကဲအာလူဆက်သွားငါမှဆက်သွားနေပါတယ်ကဲနောက်ကလိုက်ရေပေါ့နော်ကဲဒါက6တန်း9တန်း6တန်းပြီးတော့ဘယ်လေစားနဲ့ပတ်သက်တဲ့ဒီဟာတွေအကုန်အစုံရတယ်ပေါ့နော်ဒီကအစားအစာဆိုတော်တော်များများဒါငါမှကငါဒီဘက်လောက်ကလေးအဖေအစင်းစားဒါကတော့ရခိုင်အကုန်ရတယ်ရခိုင်ကဲဒီကတော့ကြောက်ကျိုးလို့ခေါ်ရတယ်ရခိုင်တော့ကဲဟင်းနေအများကြီးပဲတခြင်းကုန်သွားလို့ရှိရင်ဟင်းနေများလို့ဖေးရဘူးရမှာတော့မသိဘူးရှင်နာကြီးပဲပတ်စံနေအများကြီးသွားမှရမယ်ကဲဆိုရင်ကဲဒီမှာဓမ္မရွက်အရှင်နေလန်းလာတာပေါ့နော်တရားကြားတယ်မရွက်ကလေးနေပလားလေဒီဟာကတော့ငါချောက်ပေါ့နော်ငါလက်ကြောင်လာမသိဘူးကဲဒီဘက်ကကြတော့ခရမ်းသီးရခိုင်ခရမ်းသီးတယ်ကဲနောက်ဆက်သွားပါမယ်ဒီဘက်ပါတယ်ရှိတယ်နက်ပါခမဒီနေ့ကတော့ရောက်တာနေ့နောက်ကြတော့ထင်တယ်ဝေဒီကိုနည်းနည်းပါသွားတယ်နည်းနည်းသူလူရှုပ်တဲ့ချိန်သွားလို့ရှိရင်ကြိတ်တိုးပဲတညင်းဝင်စရာတူတော့လူများကဲအမဆက်သွားပါတယ်ကဲနောက်ကဆက်လိုက်ပေါ့နော်ဘာလဲဆက်ရိပ်ပေါ့ကဲဆောင်လေးပဲဟင်းနေတော့ဝင်စရာဆေးလေးတော်တော်တိုင်းညင်းဝင်စရာကဲဆက်သွားတယ်တင်ဖို့တူရကြည့်ပဲသူသွားတယ်လိုက်မမီဘူးပြေးလိုက်ကြံခဲ့ပြီနောက်ကလည်းကဲကိုကတော့ကြံခဲ့ပြီနောက်မှာကြောက်ဖြုံးသေးတယ်အများကြီးအိုးကြီးပဲဒီမှာကပါစီဘူးတိတယ်โอเคဝေးနေကြပါတယ်အမဘေးပြောက်သွားပြီလေကြံခဲ့ပြီ Oh my god ကဲဘေးရောက်သွားပြီလေကြံခဲ့ပါပြီကဲသွားအောင်မယ်ဆက်ပြီးโอเคမတူဘူးရီအလာရှင်းနာပဲလို့ပါခုသွားနေလိုက်တာရှင်းနာနှစ်ခုနဲ့ပါဒီတစ်ခုညာတစ်ခုအင်္ဂါပါကဲလိုက်မယ်အတန်နေရလို့ညာနေပါ
ရန်ကုန်စေကလူစေလူများတဲ့ခါကျကဲလိုက်နေလိုက်ပူပေးတန်းသွားနေတာလည်းမသိဘူးโอเคလိုက်ပါဘူးငါကနေဖုန်းနဲ့ရေးလိုက်ရတာဆိုတော့တိတ်ဘလို့ပုံမှန်လူလမ်းလျှောက်တယ်လို့မရဘူးဖြည်းဖြည်းချင်းကဲဒီငုံစေဖြစ်ပါတယ်ကဲမြောက်ဘူးသူများဝေးကမရောက်တာကြတဲ့သူများလည်းကြည့်လို့ရအောင်လည်းဒီလိုကဲအိုးဟောတင်ပါလေကြည့်တော့ကြည့်တော့ဟာကြည့်တော့ပါကဲတော့လူတွေကလည်းနေမှာစီကန်း မှန်နေမှာရှိတော့ ဟာဘာလဲဘူးတော့ကဲတော့တော့မလာဘူးတော်ဘာလို့ဒီလိုကဲရှင်ရအခန်းရှိသေးလားဟောအလှလိုက်တဲ့အခန်းရှိသေးတယ်ဝင်ဆက်တော့ပါတယ်ဝင်မသိဆွေးရှင်းနေခုနေပါဆရာမကြီးပြည့်ချင်းညာချင်းနဲ့ကဲသွားနေပါတော့အင်္ဂါမင်းတို့ကဲဆက်တော့တယ်တရားဆက်တော့မားတို့ငါထက်ကလာမဖေးမားတို့ရှိပါနောက်က နေလိုက်ရတယ်there is မားဘာဟောနေမိကြပါ okay တန်ဖို့တည်ဟမ် ဘာရေးလိုက်နေတော့ဘာမှမလုပ်ဘူးဒီနေ့တော့လာပါတယ်ဒီနေ့တော့လာတယ်ဈေးလေးတို့တန်နေတဲ့တခြားကနေဒီနေ့တော့တန်နေလို့ဖြစ်နေတာပေါ့တခြားဟိုဘက်တရောင်ကိုသွားမယ်ဆိုပြီးတော့လိုက်ညောင်းနေတယ်ညချောင်းဆက်သွားမယ်နောက်တရောင်ကိုမှတရားတော့နေနေမှာဇာလုံးလို့နေရတဲ့ဘုရားကတူတူပူပါတယ်ကဲဆက်သွားပြီးနောက်တရောင်ခုပြီးတရားတော့အသီးတွေအနံနေရတဲ့ရုံဖြစ်ဆိုဖြေးသီးတွေအများကြီးတောင်းလို့ဖြေးသီးတီတော့တင်းတင်းတီတော့ကဲဆက်သွားမယ်ဘာဝင်မနေဘူးကဲသွားပါတယ်ဟိုအများကြီးပဲတီးအပြောင်းမှုတော့အများကြီးပြောင်းမှုတော့တောင်းတယ်ကိုယ်ဆက်သွားမယ်ကျေလည်းမရဘူးဒီမှာတန်ကိုလည်းလိုက်တာကျေတငယ်လုံးစေဖြစ်ပါလိမ့်ခင်ဗျာတငယ်လုံးစေကအနန္တပြီတော့လိုက်ရေးဒီပုံဆိုအဘိဓမ္မာထမှာရတငယ်သူစိတ်တန်နေတာကဲရက်ွက်တငယ်သူမရဖို့တောင်းဖို့ဘလုံးဒီလေးနေဆိုဆက်သွားပါတယ်โอเคတရားကြတော့အသိဉာဏ်နဲ့ပို့ဖို့ပဲโอเคဒီလိုရှော့နိုင်ပဲဆက်သွားပါတယ်တကယ်ကုန်စီမှာလမ်းလျှောက်ပြီးဆက်သွားနေတာဒီကောင်ကဈေးဝင်ဆက်သွားတယ်ဘယ်လိုလဲဆက်သွားပါတယ်ဒီဖက်တန်လေးဆုံးပါမယ်နောက်ဝေးဖက်ဆက်သွားတယ်တင်နေတယ်အခုဒီမြန်မာပြည်ကလာတဲ့လူတွေလမ်းမကြည့်လို့ရပါတယ်နိုင်ခုနကလည်းမလူတကယ်ကုန်စေပါဆက်သွားပါတယ်လိုက်နေရတော့မှာပဲသူပါဝင်လေ က
မစားနဲ့ဒီကလေးကစားဖို့လေမျက်နှာမူရငါးတယ်တော့ပါ ကဲဆက်တော့ပါတယ်ကဲနောက်တစ်ယောက်ကူမယ်အဘေရုံနဲ့ကဲဒီဟာကတော့ဒီဒီမြန်တယ်နောက်တော့မြန်တယ်ကဲလိမ့်မယ်တော့နောက်ပါလေရပါတနည်းမျိုးစီရတယ်ကဲရခိုင်တင်ဝင်မှာကတော့ဘာလို့ကတဲ့ညမနေ့ကမင်းသားစမ်းဖို့တော့ဝင်နေတာပါတင်းညအမှန်တင်းညရခိုင်ဘက်တင်ဝင်ကဲစတဲ့မယ်တင်ဝင်မှာပြီးတော့ဆို စားစားဘယ်တော့စားတော့ပါโอเคရှိတယ်ဘယ်လိုလဲမင်းနေပါလဲတူဘုထားတယ်ဘာလို့ပဲဆိုလဲတူကဲတင်းစီရှိတယ်ကဲဆက်သွားမယ်ဒီစမ်းဆောင်နောက်တစ်နေရာသွားပါမယ်ကဲလိုက်နေကဲနောက်ဖက်ယုံတယုံကူပါတယ်ခင်ဗျကဲဒီခါတော့ရှင်ကကိုယ်စီမှာတရှင်သူစီမှာတရှင်ဖြစ်တာပါကဲဘုဖက်ငါ6တန်းရုံကူပါအောင်မယ်ကဲသွားလိုက်အောင်မယ်တငင်းကုန်းစေးဖြစ်ပါတယ်မားရသိလားမားရသိလားလားဒီဘက်မှာကြာတော့ဒါကြတော့ကျွတ်တန်နေတော့ငရုတ်တီးတော့အဲ့လိုရောင်းနေတာပေါ့နော်ကျွတ်တန်ဖြူလို့တီးမုံတော့ဘာဖက်လာဒီဘက်လာကဲဆန်းချောင်းတယ်နည်းနည်းမုံနဲ့အများကြီးပဲဒီဘက်လာကဲဒါကတော့6တန်းအများကြီးပဲဒီစက်သွားနေပါတယ်6တန်းရန်ဖို့ဒီဘက်ကျတော့6ရုံဖို့ဖြစ်နေတာပဲဘာလဲမကြည့်နေရှာလဲ ဘာလို့လဲမင်းမာတို့ကဲ6တန်း
တငင်းကိုစစ်ဖြစ်ပါတယ်ခင်ဗျာ ကိုယ်တိုင်ကျိုးလို့ကိုရဟောအမွေးကိုတွေ့ပါ ဝယ်ဖက်လောက်လိုက်ပန်းသေးတယ်ဗါဒီလူမင်းရကလိုက်လိုက်နာပေါ်ပေးလေ ရဲဖက်လိုက်မာဒီနဲ့လားဒီမာရေးစားတယ်လို့ဒီတဲ့ပါ ကဲဒါကတော့အတီးတန်းဖြစ်ပါတယ်ကဲသူကရှင်းတန်းတစ်ခုနဲ့အဲ့တလုံးနဲ့တည်နေပါပြီကဲဆက်သွားမယ် အိမ်မောင်းနေလို့အိမ်မောင်းနေလို့ ဒါကလည်းလေ ဖျားပန်းတယ်အတူတူနော်တို့ရဖျားပန်းလက်တယ်ဖျားပန်းတယ်ကဲတူတူလက်ပါတယ် ပန်းဒီလာတယ်လို့ အကားကမချမ်းတယ် ဒီဘက်ဝယ်ဖလားရဲတော့ဝယ်ဖလား ဘာကြောင့်လို့ 我乐海没了。咋不了？妈的，不认识个，不认识。这里。啊？
ခဲဒါချက်တော့ကဲဘယ်လိုပြီးပြီးတော့ဆိုတော့ဘာတွေပဲလဲပြမယ် ဟုတ်လား ချက်လေးများပါလားတောင်းလို့ပေါင်းကဲတရားကတော့ကိုယ်ရလာတဲ့ဟာပါဟင်းလည်းမကချင်းပေါင်းဟုတ်တယ်ဒီတော့ဘာလဲဒီ အေးခါပါလား ခဏပါတော့ခဏ ကန်စီတီ ညောင်းမတော့ငါမဖြစ်ခိုင်းချင်းငါမလုပ်ချင် ငနေတူချခဲငနေလေးချောက်ပါဒီဟာကပါလေမြောက်သီးစင်ဒီဟာကတော့ဘာလို့ဖာလဲမသိဘူးဒီဟာကတော့တခွပွင့်နေလာနာလားချခဲဒီဟာကတော့အမေခေါ်လို့ခေါ်တာတယ်ဒါကတော့ခရမ်းသေးလားမသိဘူးခရမ်းသေးကြောက်ကျော်ရခိုင်ကြောက်ကျော်ဒီဟာကငရုတ်ကောင်းရငါပြတပိတ်တာဖြစ်ပါတယ်ကဲပြန်လာပါပြီနေရာလေးကဲပြန်လာပါကဲပြန်လာနေပါကဲပြန်လာပါကဲချမ်းသာ